ခုနောက်ဆုံးမှာတော့ကျွန်တော်တို့တကယ်ကိုကြိုးစားပန်းစားနေတော့ကျွန်တော်တို့ဘတ်တယ်ကိုတော့ထိန်းထားနေရုံပဲတင်း2နဲ့ကျွန်တော် Team 63ရဲ့နောက်ဆုံး final ground မှာဆိုရင်တော့ကျွန်တော် final battle တစ်ခုမှဆိုရင်တော့တစ်ဖက် Team 63က player တွေက high ground ဘက်မှာတော့ position ရထားခဲ့တယ် Team 2တွေအနေနဲ့ Team 63တွေဘက်ကိုကျွန်တော်တို့တိုးလာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့နည်းနည်းတော့နာကျင်မှုတော့ရှိသလိုအဲဆုံးရှိနေခဲ့တဲ့တစ်ပြုံတော့တမ်းမျိုးတော့ knock တော့ပေးထားခဲ့ပြီးကျွန်တော်တို့ရောင်ပိုင်းလေးပဲဖြစ်ပါတယ်ရောင်ပိုင်းနေနဲ့ဆိုရင်တော့ကျွန်တော်တို့တစ်ဖက်မှာရှိနေခဲ့တဲ့တစ်ပြပါရှိနေခဲ့တဲ့ brother လေးကိုတော့ကျွန်တော်တို့ knock ပေးထားခဲ့သလိုပဲကျွန်တော်တို့ over 8ကိုပဲထပ်တွေ့ရမယ် over 8ကိုပဲရှိနေသလိုပဲတခုရှိတာကျွန်တော် S Storm ကိုပြန်လဲကဲဆယ်ခုနာတော့အခက်ခဲတော့ရှိလာခဲ့ပြီဗျဒါမဲ့ကျွန်တော်ဖိုးတက်ဒီလေးကိုပါထပ်တော့ပေးလိုက်တာတော့ဒီဘက်က over 8ပဲဖြစ်ပါတယ် over 8ဘက်ကနေပြန်လဲပြီးတော့ပေးရဆိုတဲ့ data လေးကိုပါကျွန်တော် team 2ကနောက်တစ်ယောက်ကိုပါထပ်မှတ်ပြီးကျွန်တော် second နောက်တစ်ယောက်ပဲထပ်တော့ပေးထားတယ်ဗျထပ်တော့ပေးထားတဲ့အခိုက်အတန့်တစ်ခုမှာပဲရောင်ပိုင်းလို့ကျွန်တော်တို့တစ်ဖက်မှာရှိနေခဲ့တဲ့ buyer brother လေးတယောက်တို့ရဲ့ကျွန်တော် battle တစ်ခုကိုဝင်တိုးတော့မယ်ဆိုရင်နေတာပါတို့တို့ဒီဘက်မှာတော့ရောင်ပိုင်းတို့ဘက်ကနေပြီးစတင်ပြီး pressure ပြန်ပေးထားခဲ့သလိုပဲကျွန်တော်တို့နောက်က Apple sorry over 8တို့အနေနဲ့ဆိုရင်လည်းကျွန်တော်တို့တစ်ဖက်မှာရှိနေကြတဲ့ team 2ကိုပဲကျွန်တော် rush ပို့လာတော့ကျွန်တော်တို့3ဘက်2နေထားပြီးတော့ဝင်တုံးလိုက်တယ်ပေါ့နော်ဒါဒီနေရာမှာတငယ်ချင်းတို့ကျွန်တော်တခုပြောသေးရရှိရပြီးကြရင်ပြောပြပေးမယ်နော်ကျွန်တော်တို့ team 63က player တွေနဲ့တစ်ဖက်မှာရှိနေကြတဲ့ကျွန်တော် team 63ကျွန်တော် team 2တို့ရဲ့ battle တခုမှဆိုရင်တော့ team 2ဒုက္ခတော့ရောက်သွားခဲ့ပြီဗျာကိုယ်တကယ်အနေနဲ့လုံးဝမတာတော့တဲ့အဆုံးမှာတော့ကျွန်တော် winner chicken dinner ကြီးကတော့ကျွန်တော်နောင်းနေရသွားခဲ့တာပါကျွန်တော်winner chicken dinner ကြီးကိုတော့ကျွန်တော်နောင်းကလန် brother တွေ